ဂါဇာငင်းချမ်းရေးဆွေးနွေးမှုများရပ်တန့်နေမှုအပေါ်ပါလက်စတိုင်းပြည်သူများစိုးရိမ်ပူပန်နေအမေရိကန်နဲ့အစ္စရေးတို့ဟာအီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာသမ္မတဒေါ်နယ်ထရန့်ရဲ့ဂါဇာဒေသငင်းချမ်းရေးနဲ့ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေဟာလက်ရှိမှာရပ်တန့်နေပါတယ်။ဒီလိုဆွေးနွေးမှုတွေကြံ့ကြံ့ရတဲ့အတွက်ဂါဇာဒေသကပါလက်စတိုင်းပြည်သူတွေအကြားမှာစိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။စိတ်ပြက်အားလျော့မှုတွေလည်းဖြစ်ပေါ်နေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကတည်းကအပြစ်အခက်အရစဲရေးသဘောတူညီမှုကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့ဒီသဘောတူညီချက်ဟာအားနည်းတဲ့အခြေအနေမှာရှိနေဆဲဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ရဲ့ငင်းဆန်းရေးအဖွဲ့ကဦးဆောင်တဲ့ဒုတိယအဆင့်ဆွေးနွေးပွဲတွေဟာလည်းလက်ရှိမှာအဆက်အသွယ်ပြတ်တောက်နေတယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ဂါဇာဒေသခံတွေဟာဒီငင်းဆန်းရေးအစည်းအဝေးအပေါ်မှာမျှော်လင့်ချက်ကြီးကြီးမားမားထားရှိခဲ့ကြပါတယ်။သူအနေနဲ့စစ်ပေးတန်တင်နေတဲ့နေအိမ်တွေကိုပြန်လည်ပြုပြင်လိုကြပါတယ်။မိမိတို့ရဲ့မူလရရွာတွေစီကိုအများဆုံးအခြေချနေထိုင်ချင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အခုလိုဆွေးနွေးမှုတွေရပ်တန့်သွားတာဟာစစ်ပွဲအဆုံးသတ်ဖို့မျှော်လင့်နေသူတွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီတော့အတွင်းအမေရိကန်အင်ဖြူတော်တာဝန်ရှိသူတွေဘက်ကတော့ဆွေးနွေးမှုတွေရပ်တန့်သွားတာမျိုးမရှိဘူးလို့ငြင်းဆိုထားပါတယ်။လုပ်ငန်းစဉ်တွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။အစ္စရေးအစိုးရဘက်ကလည်းဟာမတ်စ်တိုက်ခိုက်ရေးသမားတွေလက်နက်ဆွန်လွှဲရေးကိုတောင်းဆိုထားပါတယ်။ဒါဟာညီနိုင်လို့မရတဲ့အဓိကအချက်ဖြစ်တယ်လို့ခိုင်ခိုင်မာမာပြောဆိုထားပါတယ်။အခြားတစ်ဖက်မှာတော့ဂါဇာဒေသခံတွေဟာအစ္စရေးဝန်ကြီးချုပ်ရဲ့လုပ်ရတွေအပေါ်စိုးရိမ်နေကြပါတယ်။ဝန်ကြီးချုပ်နေတန်ယာဟုဟာအီရန်နဲ့လက်ဘနွန်ကစစ်စင်ရေးတွေကြောင့်သာအာရုံလွှဲနေတာဖြစ်တယ်လို့ယူဆနေကြပါတယ်။အဲ့ဒီစစ်